customer ကျေးဇူးရှင်ကြီးများတာစိတ်ပြတ်ဖို့ဒါလေးတွေရှိတယ်ဒါအဲ့ဒါကိုအတွေးပြောင်းတတ်ဖို့လိုတယ် customer ကကျေးဇူးရှင်အဲ့ကိုကြီးများနေတဲ့ဟာလေးတွေ customer ကြီးများတယ်စိတ်ပြတ်လိုက်တာဆိုတဲ့အတွေးဝင်သွားတယ်ဆိုရင်ကျေးဇူးရှင်နေရာမှာ customer တယောက်ကိုသဘောမထားနိုင်သေးလို့များလားဆိုတာကိုပြန်စစ်ဘာဖြစ်လို့လဲလို့ဆိုတော့ customer တွေကကြီးများတာလားသူတို့လိုချင်တာမရလို့သူတို့ရွေးနေတာလားဒါမှမဟုတ်ရင်သူတို့ရဲ့အမှုအကျင့်အရာဈေးစစ်တက်တာလားဒါလေးသိဖို့လေအဲ့ဝေကအဲ့လိုတွေ့တဲ့အချိန်မှာတချို့ customer တွေကကြီးများတာမဟုတ်ဘူးဝတီကိုကဈေးစစ်ရတာအဲ့လိုပွားစီပြောရတာတအားကိုသူတို့က used to ဖြစ်နေတာဒီလိုပြောရမှကျင့်တတ်တာဒီလိုပြောလိုက်ရမှဒီလိုဈေးစစ်လိုက်ရမှဒီလိုအပေါ်တွေအစ်စ်တွေတောင်းလိုက်ရမှဒီလိုတွေပြောလိုက်ရမလားလို့လုပ်ကြည့်တာပေါ့နော်ဒီလိုမျိုးတွေလုပ်ရမှကျင့်တတ်တဲ့ customer ရှိတယ်အဲ့လို customer ဆိုလို့ရှိရင်ကိုကရေးလိုက်ငါလိုက်ပဲသူတို့ဘလို့ပဲရွှွှွနောက်ပြောကိုကမျက်နှာတီတီတက်နဲ့ပြုံးလေးနဲ့ဒီလိုဒီအကြောင်းလေးရှိလို့ပါဒီလိုကြောက်ပါဆိုတာလေးကိုကတိတိကျကျရှင်းပြနိုင်ရင် customer ကနားလဲပါတယ်နောက်ပိုင်းမှာသူတို့ကကိုလေ့ကျင့်ပေးလိုက်တဲ့အတိုင်းသူတို့ကိုဆက်ဆံတယ်ကိုကကြီးများလိုက်တာဆိုတဲ့အတွေးနဲ့သူတို့ကိုစိတ်ပြတ်သွားတယ်ဆိုလို့ရှိရင်သူတို့ကလည်းကိုကိုစိတ်ပြတ်သွားတယ် law attraction ကအကုန်တန်ပြန်ရနေတာဖြစ်တယ်အင်မတန်သတိထားဖို့ကောင်းတယ်နော်ပါလေးတွေရှိသေးတယ်